အားလုံးပဲမင်္ဂလာပါ PN Construction နဲ့ကြိုးဆိုပါရစေ။မန္တလေးမြို့မှာနေအဆောက်အဦပေါင်း100ကျော် result ကောင်းတွေနဲ့ချပြထားတဲ့ PN Construction ဆောက်လုပ်ရေးလုပ်ငန်းပဲဖြစ်ပါတယ်။အခုပြမှာတော့ကျွန်တော်နောက်ထပ်တစ်ခုရလက်ကောင်းတစ်ခုကိုချပြထားတဲ့30ပေ40ပေမြေမှာတိစောက်ထားတဲ့ကျွန်တော်နှစ်ထပ်ခွဲနေအဆောက်အဦကိုပြမှာပဲဖြစ်ပါတယ်။ကျွန်တော်ဒီအိမ်လေးရဆိုရင်ကျွန်တော်တို့ဒီအကျန်းတယ်ကနေရေမီစေးကြွေပြပတင်းမောက်တကားပကေးပေါ့နော်လက်ရှိအနေထားအင်ရှင်အသင့်တက်နေုံနေထားအထိကိုကျွန်တော်တာဝန်ယူပြီးတော့ပုံဖော်တိစောက်ပေးထားတာပဲဖြစ်ပါတယ်။ဒီအိမ်လေးရဲ့ဒီဇိုင်းကဆိုရင်ကျွန်တော် modern design ဖြစ်ပြီးတော့အရောင်ကတော့ကျွန်တော်အဖြူရောင်နဲ့ပြီးရင်ကျွန်တော်တို့ orange ပေါ့နော် orange အရောင်နဲ့ကိုကျွန်တော်တို့ဒီအချိုးကြကြနဲ့ contrast ဖြစ်အောင်ပေါင်းဆက်ပြီးတော့ဖန်တီးထားတဲ့modern design နှစ်ထပ်ခွဲနေအဆောက်အဦလေးပဲဖြစ်ပါတယ်ပုံစံလေးကြည့်ရဆိုရင်ရှင်းရှင်းသန်သန်နဲ့ smart ကြပြီးတော့ရှင်းသန်နေတဲ့ vibe ကိုရတယ်ပေါ့နော်ကဲဒီမှာဆိုရင်ကျွန်တော်ဒါအပေါ်တဲ့အနေထားလေးမှာဆိုကျွန်တော် block အဖြူတုံးဘေးမှာဆိုရင်ကျွန်တော်ဒီမှာ orange အရောင်လေးတွေနဲ့ပေါင်းဖက်ထားတယ်ဒီဘက်မှာဆိုရင်ကျွန်တော် veranda လေးကိုတွေ့ရမယ်ပေါ့နော်ကျွန်တော်ဒီမြေညီတက်မှာဆိုရင်လည်းဒီဘက်မှာ car parking ထိုးလို့ရမယ်အပေါက်ပါပြီးတော့ဒီဘက်မှာဆိုရင်ကျွန်တော်တို့အိမ်မကြီးတဲ့ကိုဝင်လို့ရမယ်တကားပေါက်နေရလေးပေါ့နော်ပေါက်နှစ်ပေါက်နဲ့ပါဝင်တယ်ဒီခြံဝင်းတကားတွေကိုလည်းကျွန်တော်တို့ဒီအထက်အား fashion နဲ့ကိုက်ညီအောင်ကျွန်တော်တို့စဉ်းစားပေးထားတယ်ဒီမှာကျွန်တော်ဒီကနေအိမ်မကြီးတဲ့ကိုဝင်မဲ့တကားကနေဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီရှေ့မှာဆိုရင်ကျွန်တော် living area လေးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဆိုဖာဆက်တီထားလို့ရမယ့် area လေးရှိမယ်ကျွန်တော် air gun နေရာလေးပေါ့ပြီးရင်ကျွန်တော်တို့ဒီဒီဘက်မှာဆိုရင်ကျွန်တော်တို့ကားပါကင်ဘက်ကိုထွက်လို့ရမယ်တကားလေးလည်းရှိမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအင်ရှင်ရဲ့ဒီဟာလေးကတော့အလုတ်ခန်းလေးတစ်ခုဖြစ်မယ်ပေါ့နော်ဒါအလုတ်လုပ်လို့ရမယ်အလုတ်ခန်းလေးတစ်ခုပါဝင်တယ် air gun ရဲ့ဘေးမှာနောက်ထပ်ကျွန်တော် air gun ကနေဒီဘက်ရှောက်လန်းဒီဘက်ကိုသွားမယ်ဆိုရင်ကျွန်တော်ကားပါကင်နေရာလေးရှိမယ်ပေါ့နော်ရှောက်လန်းကနေဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါအပေါ်တက်တဲ့လေကားနေရာလေးရှိမယ်ဒီအောက်မှာဆိုရင်လည်းကျွန်တော်လေကားအောက်လေးမှာဆိုလဲ level down ထားပြီးတော့ဒီမှာဒါလေးကတော့ဆိုလာတို့တခြားမီးနဲ့ပတ်သက်တဲ့နေရာလေးတစ်ခုဖြစ်ဖန်တီးလို့ရတယ်ဟိုဘက်မှာဆို store လေးဖြစ်ထည့်လို့ရတယ်ပေါ့နော်ဒီရှောက်လန်းကနေတွင်းနဲ့ဝင်လိုက်မယ်ဆိုရင်လည်းကျွန်တော်ဒီမှာဆိုရင်မီးဖို့ကန်နဲ့ထမင်းစားကန် area လေးဖြစ်ပဲပေါ့နော်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီမှာထမင်းစားကန်လေးလုံးမဟုတ်ရင်တခြား common party purpose အသုံးပြုလို့ရမယ်အခန်းနေရာလေးရှိပဲပေါ့နော်ထမင်းစားကန်ပြင်လဲအသုံးပြုလို့ရမယ်နောက်ကဒီဟာလေးကတော့ kitchen မီးဖို့ကန်နဲ့မီးဖို့ကန်နေပေါ့နော်မီးဖို့ကန်မှာဆိုလဲကျွန်တော်မီးဖို့ကောင်တာကိုလည်းကျွန်တော် granite ကြောက်ပြအထူထောင်းခံ granite ကြောက်ပြခင်းပေးထားပြီးတော့ဒီပေါ်မှာဆိုလဲစီပေရင်ပေါ့တက်ရှင်းလုပ်လို့လွယ်ကူအောင်ကျွန်တော်ကြွေပြားလေးတွေကတ်ပေးထားတယ်ဒီလျှက်ဆက်အသုံးပြုဖို့အတွက်ကိုလည်းကျွန်တော်ပါဝါလေးပေါ့နော်ပါဝါ socket လေးတွေလုံလောက်အောင်တက်ဆင်ပေးထားတယ်ဒီမှာဆိုရင်လည်းကျွန်တော်နေရာတိုင်းမှာလည်းသဘာဝလေဝင်လေထွက်နဲ့အလင်းအောင်ရရှိအောင်လို့ကျွန်တော်ပတင်းပေါက်တွေကိုစဉ်းစားပေးထားတယ်ဟုတ်ကဲ့ဒါတွေကတော့ဂျန်လေးပေါ့ပြီးရင်ကျွန်တော်ဒါနောက်ဖေးမြေဂျန်လေးကိုသွားမယ်နေရာလေးပေါ့နော်နောက်ဖေးမြေဂျန်လေးကိုသွားမယ်နေရာလေးမှာလည်းကျွန်တော်ဒီမှာပြီးဖို့ဘေးစင်တစ်ခုရှိမယ်ဒီမှာကြွေပြားလေးတွေကတ်ပေးထားတယ်ခေါင်းနဲ့ကြောက်ပြားခင်းပေးထားတယ်ဒီမှာဆိုရင်လည်းဒါနောက်ဖေးမြေဂျန်ပေါ့မြေဂျန်နေရာလေးမှာကျွန်တော်မြေဂျန်လေးကနေထွက်လိုက်မယ်ဆိုရင်ကျွန်တော်ဒီဘက်မှာပြီးသွားပေါ့ရေချိုးကန်အိမ်နာပုံတော့ရေချိုးကန်အိမ်နာလေးတစ်လုံးကိုကျွန်တော်ဒီမှာတက်တက်ရရလေးနဲ့တခြားစနစ်တကျလေးထည့်ပေးထားတာကိုတွေ့ရမယ်ပေါ့နော်ဒီမှာဆိုလဲကြွေပြားတွေနဲ့တခြားပြေဆုံးအောင်ကပ်ပေးထားတယ်ဒါတော့နောက်ပြီးမြင်ကြနေရလေးပေါ့အဲ့ဆိုမြင်ညီတက်မှာဆိုရင်ကျွန်တော်တို့ပါဝင်တာကတော့ကားပါကင်ပါဝင်မယ်ပြီးရင်အဲခန်းပေါ့နော်အဲခန်းပြီးအလုတ်ခန်းလေးရယ်ပြီးရင်ထမင်းစားခန်းလေးရယ်ပြီးရင်မီးဖို့ခန်းလေးရယ်ပေါ့မီးဖို့ခန်းလေးရယ်ပြီးရင်ကျွန်တော်တို့နောက်တစ်ခုရှိသေးတယ်ဒီဘက်မှာမီးဖို့ခန်းဘေးမှာဆိုရင်လည်းကျွန်တော်တို့ဒါအိတ်ခန်းပေါ့အိတ်ခန်းသုံးပြီးလို့ရမယ်နေရာလေးရှိမယ်တော့လေဝင်လေထွက်လင်းအောင်တော့ကိုလည်းတစ်ခါလေးစဉ်းစားပေးထားတယ်ပြီးရင်ကျွန်တော်ကြွေပြားတွေကိုလည်းနှစ်ပေပတ်လက်ကြွေပြားတွေနဲ့တခြားလေးကပ်ပေးထားတယ်တော့တကားတွေဆိုရင်လည်းဒီမှာဆိုရင်ကျွန်တော်ကျွန်းတကားပေါ့ကျွန်းတကားအသုံးပြုပေးထားပြီးတော့ polish ပေါ့ polish တင်ပေးထားတယ်ကျွန်တော်တို့ဒီသက်သားရဲ့တက်ချာလေးတွေတကယ်တဘာဝတက်ချာလေးတွေကောင်းကောင်းမြင်အောင်လို့ပေါ့နော်ကဲအဲ့ဆိုရင်ညီတက်မှာစုံပြီဆိုတော့ကျွန်တော်တို့ပထမတက်ကိုတက်ကြည့်လိုက်အောင်ဒါကတော့လေကားလက်ရန်လေးကတော့ကျွန်တော်တို့ဒါမျက်နှာစာအယောင်မှာဆိုရင်လည်းအဖြူရဲ့ orange ရဲ့ပါတယ်ပေါ့နော် orange အဖြူနဲ့ orange ရဲ့အယောင်ဇက်ကကျွန်တော်အင်ရှင်ရဲ့စိတ်ကြိုက်ကိုကျွန်တော်ရွေးချယ်ပြီးတော့ကျွန်တော်ဖန်တီးပေးထားတယ်အဲ orange နဲ့ light ဖတ်အောင်လဲကျွန်တော်အတွင်းထဲမှာလဲဒီလိုမျိုးပေါ့နော်ဒါ orange ဆန်ကျွန်တော်တို့ဒီမှာအညွှေအောင်လေးကိုကျွန်တော်သုံးပေးထားတယ်ဒီမှာဆိုလက်သားကျုံးကွလက်ရန်ကျုံးကွလေးပါဝင်တယ်ပေါ့ဒါတန်လက်ရန်ပေါ့တန်လက်ရန်ကိုကျုံးကွလေးထည့်ပေးထားတယ်အောက်မှာဆိုရင်လည်းကျွန်တော်တို့အင်ရှင်စိတ်ကြိုက်ကျွန်တော်တို့အယောင်လေးကိုလည်းကျွန်တော်တို့ဒီကြွေပြားအယောင်လေးကိုလည်း orange pattern နဲ့အယောင်လေးကိုကျွန်တော်တို့ဖန်တီးပေးတာဖြစ်တဲ့အတွက်ကျွန်တော်အတွင်းပြင်match ဖြစ်တဲ့ခံစားချက်ကိုရရပေါ့နော်အတွင်းနဲ့အပြင်မှာဆိုရင်ကျွန်တော်တို့အယောင်ဆက်လေးကတော့အဖြူနဲ့ဒီ orange ဘက်ကိုသွားတဲ့အယောင်လေးနဲ့နှမျိုးပေါင်းဆက်ထားတဲ့မှုလေးကိုကျွန်တော်ယူထားရပေါ့နော်ဒီမှာဆိုလေကဇ
န်တွေကိုလည်းကျွန်တော်လေကာဇန်တွေကနေစပြီးတော့ကျွန်တော်ရေဆိုကန်ပါကီးတွေခင်းပေးထားတယ်လေကာအကျော်နေနေပြေပြစ်တာကိုတွေ့ရပြီးတော့ပြီးရင်ကျွန်တော်လန်နေပေါ့နော်လန်နေအချိုးကွေ့နေရလဲကျွန်တော်ကြေးမနေပဲနဲ့ပရီဘောကတင်ရမှာလဲအဆင်ပြေမယ်လူအသက်အစင်းမှာစုံတဲ့ချိန်မှာလဲအဆင်ပြေအောင်လို့ကျွန်တော်လန်နေကိုလည်းလုံလောက်အောင်ထည့်ပေးထားပြီးတော့ကျွန်တော်လေဝင်လေထွက်လင်းအောင်အတွက်ကိုလည်းနေရာတိုင်းမှာရရှိအောင်ဖန်တီးပေးထားကိုတွေ့မြင်ရအောင်လေဗျကဲအဲ့ဆိုရင်ကျွန်တော်တို့ပထမတက်ကိုတက်ကြည့်လိုက်အောင်ဟုတ်ကဲ့ဒီကတော့ကျွန်တော်တို့ပထမတက်ကိုရောက်ပါပြီပထမတက်မှာဆိုရင်ကျွန်တော်ရှောက်လန်းနဲ့တစ်ဖက်တစ်ချက်ဝင်လို့ရတယ်ပထမဆုံးကျွန်တော်တို့ရှောက်လန်းဝင်ပြမယ်ဆိုရင်တော့နောက်ဖေးမှာကျွန်တော်အိတ်ခမ်းလေးတွေကိုအရင်ဆုံးဝင်ပြမယ်ပေါ့နော်အရှိဘက်မှာတော့ကျွန်တော်ဖျားခမ်းနဲ့ဝရဏာကိုရှိမယ်အရင်ဆုံးအိတ်ခမ်းလေးတွေကျွန်တော်အရင်ဝင်ပြပေးလိုက်မယ်ဒီအားလေးကတော့အိတ်ခမ်းတစ်ခမ်းပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့အိတ်ခမ်းလေးမှာဆိုရင်ကျွန်တော်တို့ဒီအိယာဒီအိယာနေရာတွေပြီးရင်ကျွန်တော်တို့ power socket တွေပြီးရင်ဗတင်းမောက်လေးဝင်လေးထွက်လင်းအောင်အတွက်လုံလောက်အောင်နေကျွန်တော်တို့အကုန်လုံးတက်ဆင်ပေးထားတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒါကတော့နောက်ဖေးပေါ့ancient requirement အရာကျွန်တော်နောက်ဖေးဝရဏာနဲ့နောက်ဖေးလေကားပုံစံမျိုးကျွန်တော်တို့စဉ်းစားပေးထားရပေါ့နော်ဒီဟာလေးကတော့ဒီခန်းလေးကတော့အိတ်ခန်းဆိုတာထက်ကျွန်တော်တို့ multi purpose အသုံးပြုလို့ရအောင်ဥပမာရုံငန်းဖြစ်လဲအသုံးပြုလို့ရရင်ရမယ်ရုံငန်းဖြစ်လဲအသုံးပြုခြင်းအသုံးပြုလို့ရအောင်အိတ်ခန်းဖြစ်လဲအသုံးပြုခြင်းပြုလို့ရအောင်တခြားပေါ့နော်အလုပ်တွေအသုံးပြုလို့ရအောင်လို့ကျွန်တော် multi purpose ဆိုစဉ်းစားပေးထားဖြစ်လို့အိတ်ခန်းပုံစံတိကျရတော့မဟုတ်ပေမဲ့ကျွန်တော် multi purpose room လို့ပြောရမှာပေါ့နော်ဒီမှာဆိုရင်နောက်ဖေးဒီကံနေရာလေးတော့ကိုဟိုဒီမှာဝရဏာလေးတစ်ခုရှိပြီးတော့ဒီအားလေးကတော့နောက်ပြီးလေကားလေးပေါ့နော်ပြီးဟိုဘက်လမ်းကြားလေးကနေလဲကျွန်တော်တို့သွားပြီးတော့အလုပ်လိုအပ်တာအသုံးပြုလို့ရအောင်တော့ဖန်တီးပေးထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်အိမ်ရဲ့အခန်းပွဲတွေ plan တွေတိုင်းမှာတော့ကျွန်တော်တို့ကဒီအိမ်ရှင်ရဲ့လိုအပ်တဲ့ requirement တွေကိုတိတိကျကျနဲ့ကျွန်တော်တို့တခြားလုပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ကျွန်တော် design plan ဆွဲပြီးတော့ပုံဖော်ပေးရတာပေါ့โอเคဒါလေးကတော့ကျွန်တော်တို့ရှောက်လန်းနေဝင်လိုက်ရင်အခန်းတစ်ခန်းဖြစ်မယ်ဒါကတော့နောက်ထပ်တစ်ခန်းကတော့ကျွန်တော်တို့ဒါရေချိုးခန်းအိမ်သားလေးပေါ့ဘုံသုံးရေချိုးခန်းအိမ်သားလေးတစ်ခန်းဖြစ်မယ်ကျွန်တော်ရေချိုးခန်းအိမ်သားမှာဆိုလဲဘေးစင်းနေရရှာဝါနေရဘိုးတိုင်းနေရဆိုပြီးတော့သီးတန် data space လေးတွေခွဲပေးထားပြီးတော့ကျွန်တော်ကျွေပြားတွေကိုလည်းနေ9ပေအမြင့်အထိကိုကျွေပြား2ပေ3ပေကျွေပြားတွေနဲ့ကပ်ပေးထားတယ်ပြီးရင်ကျွန်တော်တို့သဘာဝလေဝင်လေထွက်အတွက်ကိုကျွန်တော် fan light တစ်ပေါက်ပါဝင်မယ် mechanical ventilation အတွက်ကိုလည်းကျွန်တော် exhaust fan တက်ဆင်ပေးထားတယ်ရေပူရေတွေအသုံးပြုလို့ရအောင်လဲကျွန်တော်ရေပူလိုင်းတွေတစ်ခါတက်ဆင်ပေးထားပြီးတော့အင်ရှီကနေရေပူဆက်တစ်ခါရောဝယ်ပြီးတော့တက်ဆင်လိုက်တာနဲ့တန်းသုံးလို့ရအောင်နေထားပြီးတော့ကျွန်တော်တို့ပိုင်လိုင်းတွေကိုတစ်ခါရဲစဉ်းစားပေးထားရေရှုကန်တကားတွေကိုလည်းကျွန်တော်ကျွန်းတကားသုံးပေးထားပြီးတော့ knowledge တင်ပေးထားတယ်ဟုတ်ကဲ့ဒီဟာလေးကကျွန်တော်တို့ဒါပထမတက်ရဲ့နောက်ဖေးဒါမှဆိုရင်ခုနကအလုတ်ခန်း multi purpose room တစ်ခုရှိမယ်ပြီးရင်ရေချိုးခန်းအိမ်သာတစ်ခန်းရှိမယ်ပြီးရင်ကျွန်တော်တို့ဒါ master အိမ်ခန်းတစ်ခန်းဖြစ်မယ်ပေါ့နော်ကျွန်တော် master အိမ်ခန်းတစ်ခန်းဝင်လိုက်မယ်ဆိုရင်ဝင်ခြင်းနေရာလေးကတော့ကျွန်တော်တို့ close set ထားမယ့်နေရာလေးပြီးရင်နောက်ဖေးလေးမှာရေချိုးခန်းအိမ်သာလေးတစ်ခန်းရှိမယ်ဒီဘက်ကတော့ကျွန်တော်တို့အဲ့ရနေရာလေးပေါ့ဟုတ်ကဲ့ပြီးရင်ကျွန်တော်တို့ဒီဘက်မှာဆိုရင်ရေချိုးခန်းအိမ်သာလေးတစ်ခန်းရှိမယ်ဒါတွေကတော့ master အိမ်ခန်းလေးတစ်ခန်းသူရဲ့အခန်းပွဲကိုလည်းထုံးစံအတိုင်းကျွန်တော်ဘေးစင်ကိုယ်တိုင်ရှာဝါနေရာတတိတသက်နဲ့တခြား function စုံစုံလင်းကြည့်လက်ပြီးပြည့်စုံနေကျွန်တော်တို့ရေချိုးခန်းအိမ်သာတစ်ခန်းကိုတော့ထည့်ပေးထားပဲဖြစ်ပါတယ်ကြွေပြားတွေကိုဆိုတော့ကျွန်တော်ရေစင်ကောင်းတပိပတ်လက်ကြွေပြားရင်းနဲ့ကပ်ပေးထားတယ်ဟုတ်ကဲ့ကျွန်တော်ဒီပထမတက်မှာတော့လေကားရဲ့နောက်ဖေးတဲ့ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့အိတ်ခန်းတစ်ခန်းရယ်ပြီးရင်အလုတ်ခန်းတစ်ခန်းရယ်ပြီးရင်ကျွန်တော်တို့ဘာရှိအောင်မလဲဆိုတော့ရေချိုးခန်းပုံလုံးရေချိုးခန်းအိမ်သာလေးတစ်ခန်းရှိမှာပေါ့ကျွန်တော်ဒီအထက်မှာအနောက်ဖေးမှာစုံပြီဆိုတော့ကျွန်တော်အရှိတဲကိုဝင်ကြည့်လာကဲဒီရှည်တဲ့လေကားရဲ့ရှည်တဲ့ကိုကျွန်တော်ဝင်လာလိုက်မယ်ဆိုရင်တော့ကျွန်တော်ဖျားကန်အရင်ဆုံးတွေ့ရမှာတော့ဖျားကန်ဟောကန်အကျယ်ကြီးဖြစ်တယ်ပေါ့နော်ဖျားကန်အလွန်တက်ပဲတယ်ဖျားကန်အကျယ်နေရာကိုကျွန်တော် ancient စိတ်ကြိုက် space ကိုလည်းပြည့်အပြည့်ယူပေးထားတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဆိုလည်းမျက်နှာကျက်ဒီဇိုင်းတွေလည်းကျွန်တော် light ဖက်ညီအောင်ဒီဇိုင်းတွေစဉ်းစားပေးထားတယ်ကျွန်တော်ဒီဇိုင်းတွေစဉ်းစားရမှာလည်းကျွန်တော်တို့အရင်ကြုံထွက်မသွားဘူးလို့မသွားဘူးဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ဒီ optimize အခြေအနေလေးကိုကျွန်တော်ရအောင်ကျွန်တော်တို့ဖန်တီးပေးတယ်ပေါ့နော်ပြီးရင်ကျွန်တော် air gun နဲ့တစ်ဆက်ထဲမှာဆိုလဲကျွန်တော်ဒါမီတာစုဒီစုဝင်းနေထိုင်လို့ရမယ်အဲကန်နေရာရှိမယ်ပေါ့နော် TV ထားပြီးတော့ဆိုဖာတွေပါနေနဲ့ထားလို့ရမယ်ကျွန်တော်ဒါကတော့ဖျားကန်နဲ့အဲကန်နဲ့ hot type နေရာကြီးတစ်ခုဖြစ်မယ်ပေါ့ကဲဒါကတော့မျက်နှာစာဘက်ပေါ့မျက်နှာစာဘက်ကိုဆိုတော့ကျွန်တော်အောက်မှာကြည့်ခဲ့ရလို့ပဲကျွန်တော်မျက်နှာစာဘက်မှာဝရဏတစ်ခန်းရှိရပေါ့နော်အဲကျွန်တော်ဝရဏကိုတစ်ချက်ထွက်ကြည့်လိုက်ရအောင်ကျွန်တော်ဒီမှာဆိုရင်တော့မျက်နှာဘက်ကိုကြည့်လို့ရမယ်ဝရဏကျွန်တော်ဒီမှာဆိုရင် temper glass man လည်းရန်တက်ပေးထားပြီးတော့ Henry height ကိုလည်းကျွန်တော်တို့ standard ညီအောင်ယူပေးထားတယ်ဒါလေးကတော့မျက်နှာစာအနေဒါလာစင်ထားတဲ့တမန်နေရာလေးဖြစ်မယ်ပြီးရင်ကျွန်တော်တို့ဒါဖျားစင်အတွက်ကိုဒါလိုအပ်တဲ့ဝေယဝဆလုပ်လို့ရမယ်နေရာလေးဖြစ်ဖန်တီးထားရပေါ့နော်ဝရဏလေးကလည်း
ကြည်ကြည်ဝန်းဝန်းနဲ့ကောင်းကောင်းမွန်မွန်ထည့်သွင်းပေးထားကိုတွေ့မြင်ရမယ်ကဲဟုတ်ကဲ့ကျွန်တော်တို့ပထမတက်မှာဘာတွေပါမလဲဆိုတော့ကျွန်တော်မျက်နှာစာမှာဖျားကန်းနဲ့ကျွန်တော်အေကန်ဟောအကျယ်ပါမယ်ပြီးရင်ဝန္ဒနာလေးတစ်ခုပါမယ်ပြီးရင်ကျွန်တော်နောက်ဖာဆိုရင်အလုတ်ခန်းသုံးဖို့အိတ်ခန်းလုပ်လို့ရမယ်တစ်ခန်းပါမယ်ပြီးရင်မဆာအိတ်ခန်းတစ်ခန်းပါမယ်ပြီးရင်ပုံလုံးရေချိုးခန်းအိမ်သာတစ်ခန်းပါမယ်နောက်ဖေးဝန္ဒနာလေးနဲ့ဒါအလုတ်ခန်းနဲ့အောက်ဆင်းလို့ရမယ်လေကားလေးရောပါတယ်ပေါ့ခဲဒါကတော့ပထမတက်ပေါ့ကျွန်တော်နှစ်ထပ်ခွဲဆိုအပေါ်ထဲမှာတစ်ထပ်ကြံသေးတယ်တက်ကြည့်လိုက်အောင်โอเคဒီအားတော့ကျွန်တော်တို့အပေါ်ဆုံးတက်ကိုတက်နေတဲ့တခြားမှာရှိတဲ့လမ်းလေးနေရာလေးဖြစ်မယ်ကျွန်တော်တို့လေဝင်တဘာဝလေဝင်လေထွက်အလင်းရောင်အတွက်ကလည်းဒီမှာပြပြဝရပြီးတော့ဒီကနေလည်းကျွန်တော်အလင်းရောင်ကိုဒီအောက်ပထမတက်ကိုပေးတယ်ပေါ့နော်ဒါဟာဆိုတက်လိုက်အောင်ဗျโอเคဒီအားတော့ကျွန်တော်တို့ဒုတိယတက်ပေါ့နော်ဒုတိယတက်အခွဲတဲ့နေရာလေးရောက်ပြီဒါလေးကတော့အပြင်ထွက်တဲ့နေရာလေးမထွက်ခင်မှာဆိုရင်ကျွန်တော်တို့ master 8ခန်းအကျယ်တစ်ခန်းရှိမယ်ပေါ့ဒီမှာဆိုရင်မဆိုင်ခန်းကျတစ်ခန်းရှိမယ်ပြင်ဒီမှာရေဆိုကန်ပါကေးနဲ့အပြေခင်းပေးထားတယ်အဲ့ရနေရဒီဘီရိုနေရပြီးရင်အိမ်သားရေဆိုကန်တခါတယ်ကျွန်တော်နေရတတိတသက်လေးကောင်းကောင်းမွန်ပြည်စုံအောင်ချပေးထားတယ်နောက်ဒါတော့ကျွန်တော်ထုံးစံအတိုင်း PM ကနေထည့်ပေးနေကြကျစ်လစ်ပြီးပြည်စုံတဲ့ရေဆိုကန်အိမ်သားလေးတစ်ခါပေါ့ဒီမှာဆိုရင်လည်းတဘာဝလေးဝင်လေးထက်လင်းအောင်အတွက်ကိုလည်းပရင်းပေါက်တွေလုံလောက်ပြည်စုံအောင်ထည့်ပေးထားတယ်လက်စစ်မီးပိုင်းဆိုင်ရာမှာဆိုလဲကျွန်တော်တို့တခြား control လုပ်လို့ရအောင်လို့အထက်တိုင်းမှာပေါ့နော်အထက်တိုင်းမှာကျွန်တော်တို့ဒီ distribution board လေးနဲ့တခြားစနစ်ကြား circuit လေးတွေခွဲပြီးတော့ထည့်ပေးထားတယ်အောက်မှာဆိုလဲကျွန်တော်တအိမ်လုံးကိုထိန်းချုပ်လို့ရမယ် system တစ်ခုကိုထည့်ပေးထားဖြစ်တဲ့အတွက်ကျွန်တော်တို့စိတ်ချလုံခြုံစွာနေထိုင်လို့ရမှာပေါ့ကဲဒါကတော့အခွဲတဲ့ရဲ့တကားလေးကနေထွက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရှေ့လာသာတောင်နေရာရောက်သွားပါတော့နော်ဒါလေးကတော့ကျွန်တော်တို့ဒါအပေါ်ဆုံးတက်မှာဆိုရင်ကျွန်တော် master 8ခန်းတစ်ခန်းနဲ့ပြီးရင် outdoor space နေရာကြီးပေါ့ဒီမှာဆိုရင်လည်းနောက်ရခင်းတူလေးခင်းထားတော့ကြတော့တော်တော်လေးစိမ့်ဆူဆူနဲ့နေထိုင်ရတာကောင်းတယ်ပေါ့နော်ဒါနေ့လေsorry ညနေပိုင်းနေဝင်ချိန်မှာလည်းကျွန်တော်ဒီမှာစားသောက်ဝိုင်းလေးတွေလုပ်ပြီးတော့ကျွန်တော်ဟန်ဒီလို့ရတယ်ဒီမှာစားသောက်ဝိုင်းတွေလုပ်တဲ့ခါမှာလည်းကျွန်တော်လျှက်စစ်ပြီးဖို့တွေပါအသုံးပြုရင်လည်းအသုံးပြုလို့ရအောင်ဆိုပြီးကျွန်တော်တို့အမြဲတမ်းကျွန်တော် outdoor space ဒီမှာဆိုရင်ဒီလို waterproof socket လေးတွေကျွန်တော်ထည့်ပေးထားတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာဒါကတော့မျက်နှာစာဒီဇိုင်းနဲ့အညီကျွန်တော်မှန်လျံလေးနဲ့ solid white ခွဲပေးထားရပေါ့နော်မှန်လျံလေးဟုတ်ကဲ့ကဲကျွန်တော်ဒီဘက်တစ်ချက်ကြည့်လိုက်အောင်ဒီဘက်မှာဆိုလဲကျွန်တော်တို့ရေအသုံးပြုလို့ရမယ်ရေတပ်ကောင်းလေးရှိမယ်ဒီမှာတော့ပေစင်လေးဆင်ထားရပေါ့နော်ရှိမယ်ပြီးရင်အပေါ်ဓာတ်ကိုတက်မယ်ဆိုရင်လည်းကျွန်တော်တို့ပေါ်မှာရေကန်ပေါ့နော်ရေကန်အမိုးရေကန်ရဲ့ကျွန်တော်မိုးကြိုးလွဲရဲ့တခြားဒီမှာဆိုရင်လည်းကျွန်တော် solar frame လေးဆင်ထားတာကိုတွေ့မြင်ရမယ်ပေါ့ဟုတ်ကဲ့လူကြီးမင်းတို့အခုကြည့်ခဲ့ရတာကတော့30ပေ40ပေမြေမှာကျွန်တော်နှစ်ထပ်ခွဲနေအိမ်အဆောက်အဦပေါ့နော်တိဆောက်ထားတယ်ကျွန်တော်နေအိမ်လေးပဲဖြစ်ပါတယ်ဒီအိမ်လေးကကျွန်တော် PM construction ကနေဒီ planning ပေါ့နော်ဒီအခန်းဘွဲ့နေရာချထားခြင်းကနေစပြီးတော့ကျွန်တော်မြေတူးခြင်းအကျန်းနဲ့ဆောက်ခြင်းနဲ့ကျွန်တော်တို့စေးတုပ်ကြွေပြပရင်းမောက်တကာပကေးလက်ရှိအနေထားအင်ရှင်အသစ်သက်နေရုံအနေထားထီကိုကျွန်တော်တို့တာဝန်ယူပြီးတော့ပုံဖော်တိဆောက်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေအိမ်လေးကိုဆိုရင်လည်းကျွန်တော်ဒီနေအိမ်လေးမှမဟုတ်ပေါ့နော်ကျွန်တော် ancient 9ကိုကျွန်တော် ancient တွေရဲ့လိုအပ်ချက်ဖြစ်တယ်ကျွန်တော်အခန်းဘွဲ့ရေအတွက်တွေအသုံးပြုမဲ့ပုံစံတွေဆိုင်ဖွင့်မှာလားရုံးဖွင့်မှာလားအိမ်ဖွင့်မှာလားအိမ်မဲသီးသန့်နေမှာလားဆိုတော့ကျွန်တော် function တွေကိုမူတည်ပြီးတော့ကျွန်တော်အခန်းဘွဲ့တွေကိုကျွန်တော်တို့ ancient နဲ့အတူတိုင်ပင်ပြီးတော့ကျွန်တော်နေရာချပြီးတော့မှပုံဖော်တိဆောက်ပြီးတော့ ancient စိတ်ကြိုက်ဖြစ်တဲ့စနစ်ကြတဲ့နေအိမ်တစ်လုံးကိုရရှိတာပဲဖြစ်ပါတယ်ဟုတ်ကဲ့လူကြီးမင်းတို့အနေနဲ့နေအစာအုပ်တစ်လုံးကိုစနစ်တကျနဲ့ပုံဖော်ခြင်းနဲ့ဆိုရင်တော့ကျွန်တော် PM construction နဲ့အတူအကောင့်ထဲဖော်လို့ရပါတယ်ဗျကျွန်တော်နာမည်ကတော့ဖြိုးဝေအောင်ဖြစ်ပါတယ် PM construction ရဲ့ founder ဖြစ်ပါတယ်ဗျဒီနေ့တော့လောက်ပါပဲနောက်အိမ်ဗီဒီယိုတွေမှာထပ်တွေ့ပါအောင်မယ် bye bye